င်္ဂလာပါနေရန်ချော channel လေးကနေကြိုဆိုပါတယ်ဒီနေ့ချောကအခုပေါ့နော်ဟိုဟာအပြင်ကိုနေ့လည်စာလဲထွက်စားရင်းနဲ့လက်ဆရာရှိရလေးတွေပေါ့နော်ဈေးဝယ်စာရှိရလေးတွေဝယ်ဖို့အတွက်ထွက်လာတာဖြစ်ပါတယ်ပြောသဘောလေးတွေပေါ့နော်ဒီနေ့တာမှတ်တမ်းလေးတွေဘာတွေလုပ်တယ်လုပ်ဖြစ်လာလေးဆိုတာကိုကြိုက်ထားတာဖြစ်ပါတယ်ချောနဲ့တူတူလိုက်ကြည့်ပေးပါဒါတော့ကားဆရာပါ Hello ဒါတော့ကားဆရာပါရှင်းပါအဝါရက်လိုက်တာသိလားတော်သေးတယ်အဝါကိုမဖြတ်ပဲနဲ့ရှေ့ကဟိုးညာဘက်မှာကားတစ်စီးဖမ်းခံနေရတယ်သိလားဟိုးရှေ့မှာဘဲဦးတို့ဖမ်းနေပါပြီဘဲဦးတို့အဝါဖြတ်လို့ဖမ်းနေပါပြီစိမ့်လို့ထွက်လိုက်ပါဦးမယ်အခုကတော့ဟိုကြောက်ကုန်းဘက်ကိုသွားနေတာဖြစ်ပါတယ်ရဲဖမ်းနေညာဘက်မှာသူတို့စီးပွားရှာနေတဲ့အချိန်မှာဘဲသားဖြူလေးဒီအဝါဖြတ်လို့ဖမ်းနေပါပြီစီးပွားရှာနေတာပါသူတို့ရဲ့ခွင်ထဲရောက်သွားပါပြီအခုဒါကြောက်ကုန်းကိုသွားနေတာပါ Every day we pray for you till the day we meet again in my heart she's a friend ကြောက်ကုန်းကဒီကိုလက်ကား audio ဆိုင်လေးကိုလာတာပါဆိုင်ပိတ်တာရှိလားဘယ်လိုက်ရှိလဲမရလိုက်နော်ကြောက်ကုန်းကနေကိစ္စတစ်ခုလုပ်ပြီးတော့ညတကောင်ဘက်ကိုသွားနေတာပါလူကတော့ဟိုဟာစပင်ကကရုံးစပင်ပေါက်ရှိနေတာဘာဖြစ်နေမှန်းမသိတော့စိတ်မရှိသူကြီးစိတ်ရှိသူကြီးပေါ့စိတ်မရှိသူကြီးဒါကတော့ချောတို့မြောက်တကုံ34ရက်ကွယ်ဗိုလ်မင်းအောင်လန်းကရွှေစွန်းစားတောက်ဆိုင်လေးကိုရောက်ရှိနေတာပါတခါမှလည်းမစားဘူးပါဘူး review တွေအရန်ကောင်းတယ်ပြောလို့လာစားကြည့်တာပါချောတို့နဲ့တူဆိုင်ထဲကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အခုရွှေစွန်းဆိုင်ထဲမှာချောကရောက်ပြီးတော့မှားထားတာလေးတွေလည်းပြမယ်နော်ဘာမှားထားလဲဆိုတာဒီမှာပါချောတို့မှာထားတာလေးကထောပတ်ထမင်းနဲ့အမဲသားပင်စိမ်းအမဲသားတန်မုံမီးကင်နဲ့အရွက်တုပ်လေးမှာထားပါတယ်ပြီးလို့ရှိရင်ဝတ်သားမီးကင်နဲ့ဆန်လော်မွေးတုပ်လေးမှာထားပါတယ်ထမင်းဖြူလေးနဲ့ပေါ့နော်ပြီးရင်ဘာတောက်အောင်မလဲဆိုတော့ဒီဆိုင်မှာရတဲ့ဟာတွေကတော့အမဲတွေအများကြီးပါပဲဒါပေမဲ့ဒီနေ့အတွက်သူတို့ပစ္စည်းတွေမလောက်တော့တဲ့အတွက်အော်ဟိုစားတဲ့ဟာတွေကို break လုပ်လိုက်ပါပြီဒါလေးကတော့ရွှာငံနှက်ကော်ဖီလေးပေါ့နော်အချိုတဲဖို့အဲ့ဒါလေးလည်းမှာထားပါတယ်ဟိုဖွင့်တာလေးကတော့ဒီဆိုင်လေးကမကြသေးဘူးလို့ပြောတယ်ဒါပေမဲ့လေစားတဲ့လူတွေကလည်းအရန်များတဲ့အတွက်သူတို့3ရက်စာလောက်လှုပ်ထားတဲ့ဟာလေးတွေကိုလည်းမနိုင်ဘူးပြောတယ်တရက်ထင်းနဲ့တောင်အော်ဒါတွေပြတ်ထွက်သွားတယ်ပြောတယ်အဲ့ဒါကြောင့်မို့ချောတို့လည်းအရသာကိုလာပြီးတော့နီးစမ်းကြည့်ရင်းနဲ့ပထမဦးဆုံးရောက်တဲ့ဆိုင်လေးဖြစ်ပြန်ပြီးတော့ review လေးပြောပါမယ်ကောင်းမကောင်းကိုပွဲတွေမှာထားတဲ့ဥစ္စာရောက်လို့ရှိရင်မှာကျင်တာတော့အများကြီးရှိတယ်ဒီထဲမှာတခြားဟာလေးတွေဒါပေမဲ့ကိုမှာကျင်တဲ့ဟာတွေကဘာမှမရတော့ပါဘူးเนาะအားလုံးပဲပြန်တွေ့ပါမယ်ဒီဆိုင်မှာရနိုင်တဲ့ဟာလေးတွေကကော်ဖီဆိုလို့ရှိရင်လည်းအပူလေးတွေရတယ်ပြီးရင်အေးလေးရတယ်တတိဖြော်ရည်လေးတွေလည်းရပါတယ်เนาะတတိဖြော်ရည်လေးတွေလည်းရပါတယ်ဒီမှာဆိုလို့ရှိရင်ငါးသားလိပ်တို့အာလူးချောင်းကျော်တို့အကုန်ရပါတယ်ဖတ်ထုတ်အိုးကက်ကျော်လေးတွေလည်းရတယ်ဝတ်သားနဲ့ပတ်သက်တဲ့အမယ်လေးတွေလည်းရတယ်เนาะဝတ်သားနဲ့ပတ်သက်တဲ့ဟာလေးတွေလည်းရပါတယ်ဒါဆိုလို့ရှိရင်အမဲသားနဲ့ပတ်သက်တဲ့ item လေးတွေလည်းရှိပါတယ်အသီးရွက်နဲ့ပေါ့နော်လုပ်ပေးထားတာလေးတွေ
ထမင်းနဲ့တယောက်စာအကင်လေးတွေလည်းအစုံရှိပါတယ်ထောပတ်ထမင်းလေးတွေကိုသူကထည့်ပေးထားပြီးတော့အကင်ကကြတော့ဟိုတယောက်စာလေးတွေလုပ်ပေးထားတာပေါ့အရွက်သုံးနဲ့အကင်လေးတွေနဲ့ပေါ့နော်တယောက်စာလေးတွေဆိုတော့အဆင်ပြေတာပေါ့နော်စားမယ်ဆိုလို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်လည်းပင်စိမ်းနဲ့ထမင်းလေးတွေပေါ့နော်စက်တို့ဘာလို့အခောက်ကင်တို့အမဲသားတို့နဲ့ရောပြီးတော့စားလို့ရတဲ့ဟာလေးတွေလည်းရှိပါတယ်ဒီဘက်ကျတော့အသားကင်ဆန်လော်မွေးအတုပ်အသားကင်မီးကင်ဝက်သားကြက်သားအမဲသားအကုန်ရှိပါတယ်ဒီမှာလဲဈေးလေးတွေလည်းမစိုးဘူးပေါ့နော်သူလှုပ်ထားတာလေးတွေကကြတော့ဒီမှာကျတော့ထိုင်းဆိုင်ပေါ့ဖက်ကပေါင်းထမင်းလေးတွေလည်းရှိပါတယ်ကြက်ဥချောင်းတို့ကြက်သားတို့အခောက်တို့ဘာလို့လဲပေါ့နော်သူကထမင်းမောင်းကိုအစုံလုပ်ပေးထားတာပါဒီဘက်ကကျတော့ရိုးထမင်းမောင်းလေးတွေပေါ့နော်ဈေးလေးတွေလည်းမစိုးဘူးပေါ့နော်အရင်ဈေးကြီးတဲ့အထက်မပါပါဘူးဒီဟာလေးတွေဒီနောက်ကကျတော့ဒီဆိုင်ရဲ့မနက်စာနျူးလေးတွေပေါ့နော်ချောလို့ရောက်တဲ့အချိန်ကကျတော့မနက်စာမရှိတော့ဘူးဆိုတော့ဒီ item လေးတွေကဘာမှမရတော့ပါဘူးခဏနေပြန်တွေ့မယ်နော်ချောမှထားတဲ့ဟင်းပွဲလေးတွေလည်းဒီမှာစင်လေးရောက်နေပြီပေါ့နော်ဒီကနေရင်စပြမယ်ဒါကကြတော့ဝက်ပိုက်သားကင်ဆန်လော်မွေးတုပ်လေးပေါ့နော်ဝက်ပိုက်သားကင်ဆန်လော်မွေးတုပ်လေးချောလှုပ်ထားတာလေးကိုစပြမယ်နော်သူကလေဖိုက်သားဆိုတော့အရန်နူးညံ့တယ်နူးညံ့တဲ့ထဲမှာဆန်လော်မွေးလေးနဲ့သွားပြီးတော့ပေါင်းပြီးတော့တုပ်ထားတဲ့အခါကျတော့အရသာကလည်းသူကကွက်တီပဲထိမိမိလေးတုပ်ထားတာအရန်စားလို့ကောင်းတယ်ဒါကကြတော့ဒီဆိုင်ရဲ့ signature လို့ပြောလို့ရတယ်ဝက်ဥချောင်းကင်လေးပေါ့နော်ဝက်ဥချောင်းကင်လေးဒီဆိုင်မှာဒါနာမည်ကြီးလို့ပြောပါတယ်ဒါလေးကတော့ချောမျိုးသားမှာထားတဲ့ဟာလေးအမဲသားကင်လေးနဲ့ထောပတ်ထမင်းလေးပေါ့နော်အမဲသားကင်နဲ့ထောပတ်ထမင်းနဲ့ဒီအရွက်တုပ်ကလေးပါဒါလေးကလည်းတယောက်စာဆက်မီနူးလေးမှာစားလို့ရပါတယ်ပြီးရင်အချိုပွဲဆိုပြီးတော့မှာထားလိုက်တာကတော့ရွှာငံနှက်ကော်ဖီလေးမနေနိုင်လို့တောက်ထားပြီးပြီထမင်းဆိုင်မှာတောက်မယ်လို့ပြီးမှာထားတာအနံလေးကလည်းမှုေးပြီးတော့လေးနှက်ထားတဲ့အတိုင်းတင်းတင်းလေးပဲချောကတော့ဒီမှာထမင်းဖြူလေးနဲ့စားမှာပါထမင်းဖြူလေးနဲ့စားမယ်နော်ဒီဟာလေးလည်းစားပြအောင်မယ်ဝက်ဥချောင်းကင်လေးဒီဆိုင်ရဲ့ signature လို့ပြောတယ်အသားထဲမှာလေသူကလေသူများတွေဆိုလို့ရှိရင်အသားပွပွားကြီးကြစ်လစ်လစ်နဲ့ကိုထည့်ထားတာကြစ်လစ်လစ်နဲ့ထည့်ထားတာဝါတဲ့နေရာတိုင်းကအသားတွေကြီးပဲအနံလေးကလည်းမှုေးနေတာပဲတကယ်ကောင်းတယ်ဒီဆိုင်တော့ဖြစ်လို့ရှိရင်စားပြအောင်စားကြည့်ပေါ့နော်ဒါကကြတော့ချောမျိုးသားမှာထားတယ်အမဲသားကင်လေးနည်းနည်းလေးကြော်ကြည့်လိုက်အောင်မယ်ယူစားလိုက်အောင်ဒီအမဲသားကင်ရတယ်ဒါကောင်းတယ်ပြောလို့ပြောတာမဟုတ်အမဲသားကြိုက်တဲ့လူဖို့ကတော့ဒီရတာသိမှာဒီလိုမျိုးကင်တာကလည်းကင်ထားတဲ့ဥစ္စာအသားလေးကလည်းနူးညံ့နေတာပဲစားလို့ရမ်းကောင်းတယ်ဒီမှာလေအသားလေးတွေကိုကျဲပြီးနူးညံ့နေတာပဲပေးရတဲ့ဈေးလေးတွေနဲ့လည်းတယောက်စာလေးတွေပေးရတယ်ဒီလိုမျိုးတပွဲစာလေးတွေမှားတယ်ဆိုပေမဲ့လည်းဈေးလည်းအရင်မကြည့်ဘူးစားရတာနဲ့တက်ပါတယ်မြောက်တကုံ34ရက်ကွယ်ဘိုမင်းအောင်လမ်းမပေါ်ကရွှေစွန်းဆိုတဲ့ဆိုင်လေးကိုရောက်ဖြစ်တဲ့အခါကြာလို့ရှိရင်စားပြအောင်စားပါလို့ recommend ပေးပါတယ်ချောတို့လည်းအခုဆက်ပြီးစားလိုက်ပါအောင်မယ်အားလုံးပဲတတာ